ကဲဒီနေ့မှာကျွန်တော် N5 verb form ပြောင်းနည်းတစ်ချက်သွားမယ်ပေါ့နော်ဆိုတော့အခန်း30အထိကို revision ပြန်ပြီးသွားပြီဖြစ်တဲ့ကြောင့်မို့လို့7ကနေစပြီးတော့ verb form ပြောင်းတာလေးတွေလာလိမ့်မယ်အဲ့တော့ verb form ပြောင်းတာနဲ့ပြီးတော့အခြေခံတည်ထားရမယ်ဝါကြပုံစံလေးတွေကိုတစ်ချက်သွားကြည့်မယ်ဆိုတော့ဘယ်ဘာသာစကားပဲဖြစ်ဖြစ်သူတို့လေ့လာတဲ့အခါကျရင်ဝါကြပုံစံကအများတန်း၄မျိုးရှိတယ်။ဘာတွေရှိလဲဆိုရိုးရိုးဝါကြရဲ့မေကုန်းဝါကြရဲ့စေခိုင်းဝါကြရဲ့ညှိနှိုင်းဝါကြရဲ့ဆိုပြီးတော့၄ခုရှိတယ်။ဒီမြန်မာစာမှာဆိုလို့ရှိရင်လည်းရိုးရိုးဝက်ကြဆိုလို့ရှိရင်ဥပမာဆိုရင်သွားတယ်စားတယ်တို့သွားခဲ့တယ်စားခဲ့တယ်ပြီးသွားရင်သွားမယ်စားမယ်ပြီးတော့မသွားဘူးမစားဘူးစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးကရိုးရိုးဝက်ကြတွေထဲမှာပါတယ်သူကရိုးရိုးစကားပြောတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်မေကုန်းဝက်ကြတော့ဒါတော့လွယ်ပါတယ်မေကုန်းနဲ့အဆုံးတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စားပြီးပြီလားစားမှလားသွားပြီလားစသဖြင့်အဲ့လိုမျိုးဝက်ကြတွေကကျတော့မေကုန်းဝက်ကြလို့ခေါ်မယ်စိတ်ခိုင်းဝက်ကြတွေကကျတော့အမိန့်ပေးတာမျိုးပေါ့နော်သွားပါစားပါလာပါဆိုတဲ့အဒီစိတ်ခိုင်းဝက်ကြလေးတွေရှိမယ်ညှိနှိုင်းဝက်ကြဆိုတော့ကကျတော့တခုခုကိုအတူတူလောက်ကြရအောင်ဆိုတဲ့ပုံစံမျိုးညှိနှိုင်းတဲ့အခါမျိုးမှာအသုံးပြုတဲ့ဝက်ကြတွေပေါ့နော်တချို့ဘာသာစကားတွေမှာဆိုလို့ရှိရင်ကျွန်တော်ဝက်ကြပုံစံ၅မျိုးလောက်ထပ်ပြီးရရှိတာမျိုးတွေရှိတယ်ပုံမှန်အားဖြင့်တော့ဒီဘာသာစကားတော်တော်များများအခြေခံအားဖြင့်ဝက်ကြပုံစံ၄မျိုးရှိတယ်ပေါ့နော်ရိုးရိုးဝက်ကြမေကုန်းဝက်ကြစိတ်ခိုင်းဝက်ကြညှိနှိုင်းဝက်ကြမြန်မာစာမှာလည်းတူပဲအင်္ဂလိပ်စာမှာလည်းတူတူပဲကိုရီးယားစာမှာလည်းတူတူပဲဂျပန်စာမှာလည်းတူတူပဲပေါ့နော်ဝက်ကြပုံစံတွေအမြဲတမ်း၄မျိုးတော့ပုံတွေရှိနေတတ်တယ်ပေါ့နော်ကျန်တဲ့အဲ့လို၅မျိုး6မျိုး၅မျိုးလောက်ထိရှိတာတော့မြင်ဘူးတယ်ပေါ့အဲ့ဒါပေမဲ့အဲ့ဒီ၅မျိုးတွေကလည်းဘယ်လောက်မှတော့တိတ်ပြီးတော့ကွာသွားတာတော့မရှိဘူးအဓိကအခြေခံအားဖြင့်တော့ဒီ၄မျိုးရှိလိမ့်မယ်ရိုးရိုးဝက်ကြဆိုတာကကျတော့ဘာလို့တိဖို့လိုအပ်လဲဆိုလို့ရှိရင်ကိုတုံးနေတဲ့ဝက်ကြဒီဘာဝက်ကြအမျိုးအစားလဲဘာ grammar အမျိုးအစားလဲတိထားတဲ့အခါကျတော့စကားပြောတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပြီးတော့မှတ်ရတာလည်းပိုရှင်းတယ်ဥပမာအဖြစ်ရိုးဝက်ကြမှာဆိုလို့ရှိရင် tense ၄မျိုးအများကြီးရှိရပေါ့နော်သူက they နဲ့ may နဲ့ဆုံးတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ tense တွေက massive tense လို့အလွယ်မှတ်လို့ရတယ်ပေါ့နော်တကယ်တော့ဒီ N5 မှာဒါ massive form နဲ့တင်ရပေမဲ့လေဒီ N5 ရဲ့အနောက်ဆုံးခါမှာဆိုလို့ရှိရင် fusuke တို့ဘာလို့ပြန်တင်ရတဲ့အခါကျရင်မျက်စိနောက်သွားနိုင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ် massive form ကနေအခြေခံပြီးတော့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရိုးရိုးဝက်ကြဆိုတာဘယ်လိုမျိုးလဲတိထားတယ်ဆိုလို့ရှိရင်အခြေခံလေးကြည့်သွားလိမ့်မယ်နည်းနည်းခေါင်းရှုပ်နိုင်တယ်ဆိုပြီးမြဲပေါ့နော်ရိုးရိုးဝက်ကြဆိုတာကကျတော့ရိုးရိုးပြောတဲ့စကားအားတွေကိုပြောချင်တာဥမာစားတယ်စားခဲ့တယ်စားမယ်မစားဘူးမစားခဲ့ဘူးဒါမျိုးတွေအကုန်လုံးကရိုးရိုးဝက်ကြအုပ်စုထဲမှာပါပါတယ်သူကရိုးရိုးဒယ်မယ်တွေနဲ့စုံတာဖြစ်တဲ့တကြောင်မလို့ပေါ့နော်အဲ့တော့ဘာတွေရှိလဲဆိုတော့အခုလောလောဆယ်က massive form ကိုအရင်တင်နေရဖြစ်တဲ့တကြောင်မလို့ massive ရှိမယ် massive ရှိမယ်သူ့ကိုညင်းမယ်ဆိုရင် masen ပြီးသွားရင် verb to ဆိုရင် mashita ရှိမယ်သူ့ကိုညင်းမယ်ဆိုရင် masen deshita ရှိမယ်အဲ့ဒါရိုးရိုးဝက်ကြဒါတွေနဲ့စုံပြီဆိုရိုးရိုးဝက်ကြလို့သတ်မှတ်လို့ရပြီကွယ်မေကုန်းဝက်ကြတော့မေကုန်းဖြစ်တဲ့တကြောင်မလို့ကာနဲ့စုံမှာပေါ့လောက်ခဲ့လားဆိုလို့ရှိရင်လောက်လားဆိုလို့ရှိရင် masuka present tense ဆိုတော့နော် masuka မလောက်ခဲ့ဘူးလားဆိုရင်မလောက်ဘူးလားဆိုရင် masenka verb to ဆိုရင် mashita ka verb to အငင်းကိုမှ masen deshita ka အဲ့ဆို masuka ဆိုရင်လောက်လား masenka မလောက်ဘူးလား mashita ka mashita ka ဆိုလို့ရှိရင်လောက်ခဲ့လား masen deshita ka မလောက်ခဲ့ဘူးလားဒီလိုသုံးမှာပေါ့နော်စေခိုင်းဝက်ကြတော့နာဆန်တော့ N5 ကိုအခုမှsorry အခုမှတော့ဖြစ်ပါပြီ N5 ကိုအရင်တော့တင်ခဲ့ဘူးလေတေချာလေးအဆုံးထိလေးလာခဲ့တယ်ဆိုလို့ရှိရင်တော့မတ်မိလိုက်မယ်တဲခူဒါဆိုင်ဆိုတဲ့ဝက်ကြပုံစံရှိတယ်စေခိုင်းဝက်ကြအုပ်စုတွေမှာပါတယ်ပေါ့နော်အခုပြောတာတွေကလေပုံစံမဟုတ်ဘူးเนาะဒီလားအများကြီးရှိရယ်เนาะဖူစကဲမှာဆိုလို့ရှိရင်လည်းရိုးရိုးဝက်ကြမေကုန်းဝက်ကြလာမှာပဲเนาะနာဆန်โอเคအဲ့ဆိုဆက်သွားမယ်ညှိနှိုင်းဝက်ကြကျတော့ဂျာမလာပေါ့အမှဂျာမလာတို့ဂျာရအောင်ဂျာမလာကမြနာဆောင်တို့မေးစရာရှိလိမ့်မယ်ဟဲ့ question mark နဲ့စုံတယ်လေဘာဖြစ်လို့မေကုန်းဝက်ကြတယ်မှာမပါလဲမေကုန်းဝက်ကြတယ်မှာလည်းပါတယ်ဆိုပေမဲ့ तू ကကျတော့ညှိနှိုင်းတဲ့သဘောမျိုးကိုပို့သွားတယ်ဆိုလို့ရှိရင်မဆန်ကာကလည်းညှိနှိုင်းဝက်ကြအုပ်စုတွေမှာထည့်လို့ရတယ်ဒါတော့အခြေခံအားဖြင့်ရှိတဲ့ဝက်ကြပုံစံ၄မျိုးပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကျတော့ noun နဲ့တွဲသုံးတဲ့ဟာတစ်ချက်သွားမယ် noun နဲ့တွဲသုံးတဲ့ဟာကကျတော့ des ကလည်း तू က past tense ပြီးသွားအငင်းနေပါတယ်အကုန်လုံးတစ်ခါတည်းပြန်ပြီးတော့လေ့လာကြမယ်ပေါ့နော်ဒီထဲမှာပြန်ထည့်မယ်ဥပမာကြည့်မယ်ဆိုရင် this ဆိုလို့ရှိရင်ဖြစ်တယ်မဖြစ်ဘူးဆိုလို့ရှိရင် there ပါအာဒီမဆန်နဲ့ဂျာအာဒီမဆန်နှစ်မျိုးသုံးလို့ရတယ်နောက်တစ်ခုကကျတော့ verb to ဖြစ်ခဲ့တယ်ဆိုရင် deshta ဖြစ်ခဲ့တယ်သူ့ကိုအငင်းဆိုလို့ရှိရင် there ပါအာဒီမဆန် deshta နဲ့ဂျာအာဒီမဆန် deshta ဆိုပြီးသုံးလို့ရတယ်မေကုန်းဆိုရင်ကာကတ်ရုံပဲလို့ပြောတယ် this ကပေါ့နော်ဒါက noun နဲ့တွေ့သုံးတာ noun မှာဆိုလို့ရှိရင်ဒီ pattern အမြဲတမ်းမှတ်ထားရမယ် isha des isha de wa arimasen isha deshita isha de wa arimasen deshita isha des က sensei des
sensei de warimasen sensei deshita sensei de warimasen deshita sensei desu ka ဆိုလို့ပြောသုံးရမယ်ပေါ့နော်ဒီအပေါ်ကဟာကျွန်တော် verb နဲ့သုံးပါနော် mas နဲ့သုံးလို့ရှိရင်ဒါ verb တွေနော် this နဲ့သုံးတဲ့အခါမှာ noun ဖြစ်မယ်အဲ့တော့ဒါဆိုလဲအတူတူပဲကိုယ့်အနေကို verb တွေကိုပြန်ပြောင်းမယ် verb ကပြန်ပို့ပေးမယ်လို့ပြောပြီးသား and fight အားလုံးဒီ verb တွေအားလုံးစုထားတဲ့ file လေးတစ်ခုထပ်ပို့မယ်ပေါ့နော်အဲ့ထဲက verb တွေအကုန်လုံးထပ်ပြောင်းကြည့်လို့ရတယ်ဥပမာဆိုရင်ဒါပဲ mas ဒါပဲ mas ဒါပဲ mashita ဒါပဲ masen ဒါပဲ masen deshita ဒါပဲ mas ကဒါပဲ mashita ကဒါပဲ masen ကဒါပဲ masen deshita ကဒါပဲ masen ကဒါပဲ masho ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော်ဒီ mas form ကတော်တော်လွယ်တယ်ကိုတွေက mas နဲ့ပဲအရင်ဆုံး verb တွေကိုချက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ pattern လေးတွေကကျွန်တော်ပြောင်းရလွယ်တယ်ဒါပေမဲ့ကျင့်တာရနေအောင်နှုတ်မှာနှုတ်တိုက်ဖြစ်နေအောင်တော့ထက်ကရွတ်ပေးပေါ့နော်ရေးလဲရေးချင်တော့ပိုကောင်းတယ်အချိန်ရှိရင်ရေးချင်အချိန်မရှိဘူးဆိုပါဇက်ကနေရွတ်လိုက်တာလည်းနားကပြန်ကြားတဲ့အတွက်ကြောင့်မို့လို့ဖတ်လိုက်တဲ့အတွက်ကြောင့်ရောနားထဲကနေပြန်ကြားတဲ့အတွက်ကြောင့်ရော listening or reading ကိုလေ့ကျင့်ပြီးသားဖြစ်သွားတာပေါ့ပြီးတော့ပါဇက်ကပါကြွတာကျင့်တာရသွားတဲ့အခါ speaking ပြောတဲ့အခါပေါ့မှာပို့ပြီးရရှိတယ်ဒါကြောင့်ဒီအုပ်စုကတော့တေချာပါအလို့ရအောင်နော်လှုပ်ထားပေးပါမယ်နော်ပြီးတော့နောက်တစ်ခုကကျွန်တော် verb အုပ်စုခွဲတာအခုပြောလိုက်တဲ့ဒီ this နဲ့ mas ကကျွန်တော်တို့က verb အုပ်စုခွဲတာတော့မတင်ရသေးဘူးပေါ့နော်အရှိပိုင်းဒါကြောင့်မို့1ကနေ10အထိကနနာဆောင်လို့တင်ခဲ့ရတာဒီ verb 1 verb 2အငင်းဒါလေးတွေပဲအဓိကတင်ခဲ့ရတာ verb မခွဲရသေးဘူးဒါပေမဲ့နနာဆောင်လို့ဒီ17ကနေနောက်ပိုင်းတင်ရမယ် form တွေကတအားများလာလိမ့်မယ်verb အုပ်စုခွဲနည်းကိုတိမှရမယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် WhatsApp ပုံစံကိုပြန်စဉ်းစားမယ်ဆိုရင်ဒီတရားတွေမှာပေါ့တစ်ခုနဲ့တစ်ခုတော့မတူဘူးပဲမတူဘူးဆိုပေမဲ့များတော့အဖြစ်ကဒီအနောက်တိုင်းကပုံစံနေဆိုလို့ရှိရင် English verb တွေပေါ့နော် English verb တွေဆိုလို့ရှိရင်ကြည့်မယ်ဆိုရင်ဥပမာ MA စာ helping verb တွေကူရတာမျိုးဟုတ်တယ်နော်သူ့ pattern နဲ့တူတော့ရှိတယ်မြန်မာစာမှာကျတော့မူရင်း verb ဆိုတာရှိရယ်စားဒီဆိုတဲ့စကားလုံးမျိုးပေါ့နော်ဒါပေမဲ့မြနာစာတို့စကားပြောတဲ့ခါကျစားဒီအဲ့လိုပြောလားမပြောဘူးလေအဲ့ဒါမြနာစာတို့ဘယ်လိုသုံးလဲစားတယ်ဟုတ်စားတယ်စားမယ်စားခဲ့တယ်မစားဘူးမစားခဲ့ဘူးစားမှာလားစားပြီးပြီလားဒါတွေလာတယ်ဟုတ်တယ်နော်စားပြီးပြီလားနောက်ထပ်ဘာတွေရှိအောင်လဲစားကြရအောင်ပြပါရင်စားပါစားလို့ရလားစားထားပြီပေါ့နော်စားပြီးပြီဘာလေးကိုကြည့်လိုက်မူရင်း verb ကစားဒီကနေလာတာလေဟုတ်တယ်မလားဒါပေမဲ့မနာဆောင်လို့တကယ်တမ်းသုံးတဲ့ခါကျလို့ရှင်ဘာဖြစ်သွားလဲစားတယ်စားမယ်စားခဲ့တယ်မစားဘူးမစားခဲ့ဘူးစားမလားစားပြီးပြီလားစားကြရအောင်စားပါစားလို့ရလားစားပြီးပြီဒါတွေအကုန်လုံးကအဲ့ဒီ verb ကဒီပြုတ်သွားပြီးစားတစ်လုံးနဲ့ပဲတခြား grammar ပေါ့နော်ပြောရင် ending တွေပေါ့တခြားအဆုံးတက်လေးနဲ့ကတ်တယ်စားတယ်ဆိုလို့ရှိရင်ဒါစားတယ်စကားပြောတဲ့ခါမှာသုံးတယ်စကားပြောတဲ့ပုံစံဆိုတာသိသွားတယ်စားမယ်အနာဂတ်မှာလုပ်မယ်ဆိုတာသိသွားတယ်စားခဲ့တယ်အတိတ်မှာလုပ်ခဲ့တယ်ဆိုတာသိသွားတယ် ending နဲ့သွားကတ်တာပေါ့ဒါကြောင့်မလို့ဒီဂျပန်စာမှာလည်းအတူတူပဲပေါ့နော်ဂျပန်စာမှာလည်းမဆုတစ်မျိုးတွေပဲရှိတာမဟုတ်ဘူးဥပမာဒါပဲမဆုရှိတယ်လို့ဒါပဲတို့ဒါမျိုးတွေရှိတယ်ပေါ့皆さんကအဲ့ဒီတစ်ခုကိုတော့တစ်ချက်ပြန်ပြီးတော့လေ့လာရမှာတော့မြန်မာစာနဲ့တပုံစံနဲ့တူနေရလို့တော့မပြောလို့ဘူးဘာကြောင့်လဲဆိုတော့ဒီတရားပိုင်းနေရကျတော့ဘာသာစကားတစ်ခုနဲ့တစ်ခုကအနည်းချင်းကတော့ကွာတယ်ပေါ့နော်စမ်းစစ်ကတော့ဒီကိုရီးယားစာကိုတင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျပန်တရားနဲ့ကိုရီးယားစာတရားကတော့တော်တော်လေးဆက်တယ်လို့တတိထားမိတယ်ကိုရီးယားစာမှာလည်းမူရင်း verb form ဆိုတာရှိတယ်အဲ့နောက်မှာပြန်ပေါင်းရတယ်ပေါ့အဲ့ကြောင့်မလို့အကြံပေးချင်တာဟာလေဂျပန်စာတရားကလည်းခက်တယ်ဆိုတာကြောင့်လေအဓိကတော့皆さんတို့တစ်ခါမှမကြုံတွေ့ဘူးမြန်မာစာမှာရှိတော့ရှိတယ်ဒါပေမဲ့ကိုရီးယားမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကတည်းကဖတ်လာတဲ့ရေးလာတဲ့ပြောလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြီးကိုတကူတကကြီးတင်စရာမလိုဒါပေမဲ့အခုကကျတော့ကိုကသူများရဲ့တရားသူများရဲ့ဘာသာစကားကိုတွားပြီးတော့တင်ရတာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်တော့အခြေခံနေစပြီးတော့စနစ်တကျတိဆောက်သွားရတယ်။အဲကြောင့်မို့ verb အုပ်စုခွဲတယ်ဆိုတာကရှုပ်တော့ရှုပ်နေလိမ့်မယ်။ဂျပန်လူမျိုးတွေတော့မရှုပ်ဘူးကိုရီးယားတွေရှုပ်တာပေါ့နော်။ဒါပေမဲ့ရှင်းရှင်းပြောမယ်ဆိုရင် verb အုပ်စုမခွဲခင်အရင်ဆုံး verb တွေမှာ ending တွေတော့ကတ်ရတယ်။အဲ့လို ending တွေကတ်တဲ့အခါမှာ तू ကသူ့ရဲ့နီးစနစ်ရှိတယ်ကွာ။မြန်မာစာမှာတော့လွယ်တယ်ဒီလား။ဒေကတ်လိုက်ရင်စားတယ်ဖြစ်သွားရောဟုတ်နော်။စားမယ်ဖြစ်သွားရောဘာမှမခက်ဘူးဒီလေးဖြုတ်ပြီးတဲ့ကတ်လိုက်တယ်မယ်လေးကတ်လိုက်တယ်ပြီးသွားရော။ဒါပေမဲ့ကျတော့ဒီကိုရီးယားစာတို့ဂျပန်စာတို့မှာကျတော့
သူ့ရဲ့တရားဖွဲ့စည်းပုံကပို့ပြီးရှုပ်ရှက်ခတ်တာဖြစ်တဲ့အတွက် verb အုပ်စုခွဲရတယ်ဆိုတာရှိတယ် verb တွေကဘာလို့အုပ်စုခွဲရလဲဆိုတော့သူကမတူဘူးကွာဘယ်လိုမျိုးမတူရလဲဆိုရင် verb တွေအကုန်လုံးကဥမာဒီဖြုတ်ပြီးတဲ့ကလိုက်တယ်ဆိုတော့မျိုးတို့မှမရှိဘူးတို့မှဘယ်လိုရှိလဲဆိုတော့ဒီလိုအမျိုးအစားဒီလိုစကားလုံးနဲ့ဆုံးနေဆိုလို့ရှိရင်ဘယ်လိုကတ်ရမလဲဒီလိုစကားလုံးနဲ့ဆိုရင်ဘယ်လိုကတ်ရမလဲဆိုတော့သူ့ရဲ့တရားသူ့ရဲ့နေစနစ်နဲ့တူရှိတယ်ပို့ရှုပ်တာပေါ့အဲ့လိုမျိုးရှုပ်တဲ့အတွက်ကြောင့်မို့လို့တချို့လည်းရှုပ်အောင်တင်ရတာတမင်ကရှုပ်ချင်လို့မဟုတ်ဘူးနော်သူ့ရဲ့တရားဖွဲ့စည်းပုံကအဲ့လိုမျိုးရှုပ်ရှက်ခတ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ထဲထဲဝင်လေ့လာမှရမယ်အဲကြောင့်အခုအခန်း7ကနေပြီးတော့လာမှာက form ပုံစံတွေဖြစ်ပါတယ် form ပုံစံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ verb တိဆောက်တဲ့ပုံစံကိုတစ်ချက်နားလည်အောင်လုပ်မယ်အဲ့ဒီ verb တိဆောက်တဲ့ပုံစံကိုနားလည်သွားပြီဆိုလို့ရှိရင်ဘယ် form ကဘယ် pattern နဲ့တွားလဲဆိုတော့အလွတ်ကျက်ရမယ်အဲ့လိုအလွတ်ကျက်နိုင်မှတာ N5 grammar တွေကအခြေခံကြည့်မယ် N5 grammar အခြေခံကြည့်မှတာ N4 grammar ဆက်သွားလို့ရမယ် N4 grammar တွားတဲ့အခါမှာအဓိကလိုအပ်တာကအခုပြောနေတဲ့ verb form ပြောင်းလေးဖြစ်ပါတယ်နော်အခုမှစမှာနော်အခုနအရှေ့ကပြောခဲ့တဲ့ဟာတွေကလွယ်တယ်ဟုတ်တယ်မလားဒီ1 to 10မှာလည်းခဏခဏတွေ့ခဲ့တယ် master တို့ dashta တို့ဒါလေးတွေပဲကဲလာပြီ verb အုပ်စုခွဲနေဂျပန်တရားမှာပေါ့နော် verb တွေကိုအုပ်စုခွဲတဲ့ပိုကအရန်ရေးကြည့်တယ်ခုနပြောလို့ပဲသူ့ရဲ့တိဆောက်ပုံကရှုပ်ထွေးတာမဟုတ်လို့ဒါအောင်မရတဲ့အခါကျရင် N4 ကျရင်လည်းမရအောင် N4 ကျလို့ရှိရင်皆さんတို့ကို revision အဲ့လောက်ကြီးအသေးစိတ်ကြီးတော့ပြန်နိုင်တော့မှာမဟုတ်ဘူးစမ်းစစ်လိုက်တူတူပဲပေါ့နော်အဲ့လောက်ကြီးအသေးစိတ်မပြန်နိုင်တော့N4 တက်ပြီဆိုကြတဲ့ N5 ကြည့်ခဲ့ပြီလို့ထင်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်တိုင်းဆက်သွားမှာပဲအဲ့တော့ form တွေမပြောင်းတတ်ဘူးဟိုမကြည့်ဘူးဒီဟာမကြည့်ဘူးဆိုရင် N4 ဆက်တက်တဲ့အခါကျရင် grammar တွေခေါင်းတွေရှုပ်ကုန်လိမ့်မယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဆို verb အုပ်စုခွဲနေ3မျိုးရှိပါတယ်တဲ့ verb အုပ်စုခွဲနေရဆိုတော့အမြဲတမ်း3မျိုးသတ်မှတ်ထားတယ်မိနာစာအဲ့ဆိုလောလောဆယ်ကဆန်စီတို့က massive form နေနဲ့တင်ခဲ့တာဖြစ်တဲ့ကြောင့်မို့လို့ massive form ကနေပဲပြန်ပြီးတော့ခွဲမယ်ပေါ့နော်သူက massive ဆိုတာကကျတော့တဲ့ဒီရင်ကျေးတဲ့အတုံးလုံးတွေနဲ့ဆက်စိတို့သုံးခဲ့ကြတဲ့ပုံစံမျိုးတွေပေါ့နော်။ခိုင်းမှဆိုလို့ရှိရင်ဝယ်တယ်ပေါ့။သူ့ရဲ့ပုံစံတက်တက်ထပ်ပြီးတော့ရှိအောင်ပါနော်။လောလောဆယ် massive form နဲ့ပဲ verb တွေကိုအရင်ခွဲကြည့်ကြမယ်။ massive ရဲ့ရှေ့ရစကားလုံးက e line IU ပြီးပါရင်နမစတဲ့ဒီစကားလုံးတွေရှိတယ်ကွာ။အဲ့မှာဆန်းစိတို့က e line ကိုရွေးပါ။ group 1က e line e line ဆိုတာဘယ်လိုမျိုးလဲဆိုတော့ maybe need တို့ key တို့ပေါ့နော် she တို့စသဖြင့်အဲ့လိုမျိုးစကားလုံးတွေဒီ e line ဖြစ်ပါတယ်။ e တွေနဲ့ဆုံးတာ ki shi chi ni bi mi ri ဒါမျိုးလေးတွေပေါ့နော်အဲ့ဒီ e line တွေနဲ့ဆုံးနေဆိုလို့ရှိရင် master ရဲ့ရှေ့က e line တွေဆိုရင်သူဒီ verb 1လို့တတ်မှတ်လိုက်ရုံပဲအုပ်စုပဲဥမာခိုင်းမှဆိုရင် master ရဲ့ရှေ့က e ပါတယ်ဒါဒီ group 1ဒါချိမှ e ပါတယ် group 2ဒိုရီမှ e ပါတယ် group 2တဲ့ခက်တီတီနဲ့မလိမ္မာလို့ group 1ပြီးပါရင်ဒိုရီမှဆိုလို့ရှိရင် group 1 e တွေနဲ့ဆုံးတာမလို့အကုန်လုံးဟုတ်ပြီနော်အဲ့တော့အလွယ်နည်းမှတ်မယ် group 1นี่ဗာနဲ့ဆုံးလဲ e နဲ့ပြီးသွားပြီနောက်တစ်ခု group 2ကကျတော့ airline နဲ့ဆုံးရတယ်ဘယ်ကဲတဲ့နဲ့တဲ့စသဖြင့်ပေါ့နော်ဥပမာဒါပဲမှဆိုလို့ရှိရင်မှဆိုအရှိကဘဲမလားအဲ့ဆိုတူဒီ group 2အိုရှိရဲ့မှဆိုရင်သူက air မလားဟုတ်နော်အဲ့ဆိုလေသူက group 2ပြီးနောက်တစ်ခုကဘာလဲဆိုတော့ master ရဲ့ရှေ့မှာတစ်လုံးနဲ့ရှိလို့ရှိရင်လေ group 2ပဲဥပမာမိမဆိုရင်ရှိလိုက်ဆန်းစဲရဲ့မိဆိုတာက e line နေ group 1ချွင်းချက်ဖြစ်သွားပါတယ်သူတို့တွေကမိတို့ e တို့ကကျတော့ဘယ်ထဲထည့်ရလဲဆို group 2ထဲထည့်ပေးရပါတယ်ဘာကြောင့်လဲဆိုတော့သူကတစ်လုံးနဲ့ရှိလို့ဟုတ်ပြီနော်အဲ့တော့ nemas mimas imas mas ရဲ့ရှေ့မှာတစ်လုံးနဲ့ရှိတယ်ဆိုရင်ဒါဒီ group 2ထဲ auto ဝင်လာပါတယ်ဟုတ်ပြီနော် group 2က2မျိုးမှတ်ရမယ်နော် airline နဲ့စုံတာရယ်တစ်လုံးနဲ့ရှိတာရယ်မှတ်မိမယ်လို့ထင်ပါတယ် group 3ကျတော့လုံးဝတီးတန်းချက်ထားရမယ်သူက2မျိုးပဲရှိတာမလို့ shimas လောက်ဒီနဲ့ kimas လာဒီဆိုပြီးရှိတယ်အဲ့ဒါ皆さんတို့ကိုစက်စီ group အုပ်စုခွဲထားတာလေးပြန်ပြီးတော့လောက်ခိုင်းမယ်皆さんတို့ကိုယ်တိုင်လည်းလောက်ကြည့်ပါစက်စီလည်းပြန်ပြီးတော့ဒီ note ရေးထားတာလေးပြန်ပို့ပေးမယ်ပေါ့နော်အဲ့ဒီ verb တွေအကုန်စုထားတာအဲ့ဒါကိုလည်းကြည့်အောင်ကြည့်အဲ့ဒီ N5 က verb တွေကိုကြည့်နေအောင်ပြောင်းတက်သွားပြီးဆို N4 တက်တဲ့ခါကျရင်ဒါတွေကမခက်တော့ဟုတ်ပြီနော်အရင်ဆုံးမလောက်တက်ရမလဲတေချာပေါက် group ခွဲတက်ရမယ် group 1นี่ဘာနဲ့ဆုံးတာလဲ e line နဲ့ဆုံးတယ် e နဲ့ဆုံးတယ်ဆိုရင်ဒီအနောက်ဘက်မှာ e နဲ့ဆုံးတယ်ဆိုရင်သူဒီ group 1အုပ်စုဖြစ်တယ်master ရဲ့အရှိမ air line ဖြစ်နေတယ် air နဲ့ဆုံးနေဆိုရင်သူဒီ group 2ဖြစ်တယ်တစ်လုံးနဲ့ရှိလို့ရှိရင်လည်းသူဒီ group 2ဖြစ်တယ်ဟုတ်ပြီနော် group 3ရဲ့ကျတော့အလွတ်ချက်မယ် shimas နဲ့ kimas နှစ်မျိုးပဲရှိတာဒီနှစ်မျိုးကိုပုံတည်ချက်မယ်သူတို့က automatic group 3အုပ်စုထဲမှာဝင်သွားပါတယ်နော်ဒါပေမဲ့တစ်ချက်သတိထားမယ်ချွင်းချက်ရှိပါတယ်
group 1လို့ထင်ရပေမဲ့ group 2ဖြစ်နေတဲ့ချွင်းချက်တွေရှိတယ်အဲ့ဒါလေးတွေချက်ကြရမယ်ပေါ့နော်ဟို key mask တို့ me mask တို့me mask ကတော့ခုနကပြောပြီးပဲတစ်လုံးနဲ့ရှိလို့သူက automatic ဒီအုပ်စုထဲဝင်လာတာနော် body mask e တန်းနဲ့စုံတယ်ဒါပေမဲ့သူဒီ group 1မဟုတ်ပဲ group 2ဖြစ်နေတယ် key mask ဆိုလိုက်တူတူပဲဒီမှာကြည့်ဒီ key mask နဲ့ဒီ key mask မတူဘူးเนาะဒါအခုကခန်းကြီးမတင်ရတဲ့အတွက်ကြောင့်မလို့မျက်စိရှုပ်နေမယ်ဒီ key mask ကလာတယ်ဆိုတဲ့ key mask သူကလုတ်တီနဲ့လာတီနဲ့2မျိုးရှိတယ်ဟုတ်ပြီနော်လာပြီးတော့လုတ်တယ်လို့အမှတ်ထားလိုက်ဟုတ်ပြီနော် group 3ကဘာလို့လဲလာပြီးတော့လုတ်တယ်ပေါ့နော် group 3ဖြစ်ပါတယ်အဲ့တော့ဒီ key mask ကကျတော့ with စင်နေဆိုတဲ့ key mask သူကလည်းတစ်လုံးနဲ့ရှိရဆိုရင် group 2 the key mask ဒီမှာ e နဲ့ဆုံးနေဆိုမဲ့သူဒီအလိုလိုနေအုပ်စုနှစ်ထဲကိုဝင်ပါတယ် group 2ထဲဝင်တယ်ပေါ့နော်ဓာရီ mask လုံလောက်ဒီsugi mask ကျော်လွန်ဒီ ochi mask ပြုတ်ကြဒီခါဒီ mask 900နီဒီစကလုံးတွေကတော့အလွတ်ကျရမယ်သူတို့တွေဒီအုပ်စု1နဲ့တူတယ်ဆိုပေမဲ့ချွင်းချက်အနေနဲ့အုပ်စု2ထဲမှာသွားပြီးတော့ဝင်ပါတယ်နော်ကဲဟုတ်ပြီဒါဆိုရင် verb ခွဲနေဒီတစ်ပိုင်းမဲ့အရင်ကြည့်လိုက်မနာဆန်ခေါင်းရှုပ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီတစ်ပိုင်းနဲ့အရင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်မနာဆန်တို့ verb တွေကိုအုပ်စုခွဲတာအရင်လေ့ကျင့်ပြီးသွားပြီဆိုရင်ဆန်းစင်းနဲ့အတူနောက်ထပ်တစ်ပိုင်းကိုဆက်သွားကြရမယ်ပေါ့နော်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့တစ်ပိုင်းချင်းစီခွဲပေးထားမယ်နော်